ဒီဗီဒီယိုမှာတော့6လပိုင်း18ရက်နေ့မှာလာမယ့်ကကြီး3ဝန်းနဲ့ဝယ်လို့ရတော့မယ့်စကင်အသစ်တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ Premium Fragment နဲ့ဝယ်လို့ရမယ့်စကင်ကတော့ Joy ရဲ့ season စကင်ပဲဖြစ်ပါတယ်။ဒီ Premium Fragment မှာတော့ Joy တစ်ကောင်နဲ့ပါလာမှာဖြစ်ပါတယ်။နောက်တစ်ခုက Rare Fragment နဲ့ဝယ်လို့ရမယ့်စကင်တွေပဲဖြစ်ပါတယ်။ပထမဦးဆုံးချောင်းရဲ့ Starlight ကိုကျွန်တော်တို့ Fragment နဲ့ဝယ်လို့ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ Direct စကင်ပဲဖြစ်ပါတယ်။ Starlight စကင်ပေါ့နော်။နောက်တစ်ခုက Arca ရဲ့ Starlight စကင်ပဲဖြစ်ပါတယ်။နောက်တစ်စကင်တစ်ခုကတော့ကျွန်တော် Cloud ရဲ့ Starlight စကင်ပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ကျွန်တော်1ဝင်ရဲ့ normal skin ပေါ့နော်ဒီ skin ကိုကျွန်တော်တို့ rain fragment နဲ့ကျွန်တော်60နဲ့ပဲဝယ်လို့ရမှာဗျကျွန်တော်တို့ဒီ rain fragment နဲ့ဝယ်လို့မရမယ့် skin တွေကတော့ Natalia ရဲ့ starlight skin ပြီးကြရင်ဒီမှာ Kaja ရဲ့ starlight skin အလုပ်ရဲ့ starlight skin နဲ့ Lila ရဲ့ starlight skin တို့ဖြစ်ပါတယ်။ပြီးတော့နောက်တစ်ခုကျန်နေဒီမှာရီဆန်ရှင်းရဲ့ normal ပေါ့နော် rain fragment 60နဲ့ဝယ်လို့ရမယ့် skin ဒီအောင်လည်းဖြုတ်လိုက်တော့မယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုကတော့ Hero Fragment နဲ့ဝယ်လို့ရမယ့် Hero တွေကတော့ Melissa, Xavier, Yin, Valerie ရဲ့ Aquiro ရဲ့ Chong, Haggard, Vazia, Dairo ရဲ့ Conavia ရဲ့ YVE ရဲ့ Allus နဲ့ Aga တို့ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ Hero Fragment နဲ့ဝယ်လို့မရတော့မယ့် Hero တွေကကျတော့ Aura ရဲ့ Fanny, Hayabusa, Lilia, Lin Fasha, Nathan, Dugan, CDN, Kalia, Gross ရဲ့ Suyo, Gushin လို့ပဲဖြစ်ပါတယ်။ကဲဒါတွေကတော့ကျွန်တော်ကကြီးသုံးပါးနဲ့ဝယ်ယူလို့ရတော့မယ့်စကင်တွေရဲ့ဝယ်ယူလို့မရတော့တဲ့စကင်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်